Hello အားလုံးပဲမင်္ဂလာပါကိုမိုင်းကျွန်တော်တို့ဒီ version ကနေကိုမလို့ပြန်ကြည့်လိုက်ပါကျွန်တော်အခုဗီဒီယိုကတော့မနေ့ပြန်20နဲ့မှ9ရက်နေ့ကျွန်တော်4လပိုင်း2015အင်္ဂါနေ့တော့ကိုမိုင်းနော်အင်္ဂါနေ့တော့ကျွန်တော်ဒီမှာဝိုင်းလာပြီးတင်ပြဖြစ်ပါတယ်အင်္ဂါနေ့7နိုင်တယ်ပါနော်အင်္ဂါနေ့7နိုင်တယ်ကျွန်တော်လာပြီးဝိုင်းတင်ပြဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့နေကင်းက live မလို့ဖြစ်ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီညလည်း live မလို့ဖြစ်ပါဘူးကျွန်တော်အခုဗီဒီယိုကိုကျွန်တော်ညအခု10နာရီ15လောက်ကြာတင်ပေးလိုက်မယ်ပေါ့နော်ကိုမလုံးပဲလက်မလေးကြာတယ်ဒီမှာနောက်တစ်ခုက channel တစ်ဖြစ်တဲ့channel ကို subscribe မလုပ်သေး channel ကို subscribe လုပ်တာပါကိုမိုင်းနော်ကျွန်တော်ရေတော့ဒီနေ့ကတော့နေတဲ့ကိုမိုင်းကတော့ရမှာပါအောင်နော်နေတဲ့ကိုမိုင်းကဒီနေ့ကတော့ဆင်ပြေပါမှာဘူးနော်တပတ်စာထိသမားရအောင်မယ်သုံးထိပ်ဆင်ပြေကြမယ်နော်ပြီးရင်မနက်က 3D ရတဲ့မူကနေကိုမလုံးပဲကူးလိုက်နေကိုမလုံးပဲအဆင်ပြေမလို့ထင်ပါတယ်နော် 3D ရတဲ့မူကနေကျွန်တော်နော်ကိုသုံးနေဒီမှာအဆင်ပြေမလို့ထင်ပါတယ်နော်ကိုလိုက်နေကိုမှာကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်ဒီကိုလည်းကျွန်တော်တောက်ချာနေကြပြောခဲ့ပါတယ်နော်တောက်ချာနေတော့ like လေးကျွန်တော်ပြန်အင်္ဂါနေ့တွင်ကျွန်တော်တော်လေးပဲသွားမယ်နော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကို share လို့စီမြေကိုမိုင်းကတော့တယောက်ချက်ကြီး share ပေးတာခဲ့ share လို့စီမြေကိုမိုင်းကလက်မလေးတက်သိနေပြီးသွားပဲလက်မလေးတက်သိနေနှိပ်ခဲ့ပြီးတော့ comment မှာ okay လေးတန်းစီပြီးတော့တယောက်ချက်ကြီးမှန်ခဲ့ပါကိုမိုင်းနော်အခု like ကတော့လည်းပြန်7နိုင်10မိနစ်အတွက်တီးတယ်မှာဖြစ်ပါတယ်ကျွန်တော်နေ့လယ်တနားကြီးခွဲကြရင်အင်္ဂါနေ့ညနေတော့ကျွန်တော် like တက်ခဲ့ပါမယ်ကိုမိုင်းနော်အဲ့တော့ကိုမိုင်းအားလုံးပဲကျွန်တော်ဒီမှာ1ချင်းလေးစပြီးသားမယ်နော်လည်းပြန်စနိုင်တယ်မိတော့ကျွန်တော်1ချင်းကကိုမိုင်းကျွန်တော်ဒီမှာတစ်ချောင်း1ချင်းကိုရွတ်ပြထားပါတယ်1ချင်းကတစ်ချောင်း1ချင်းပါပဲကိုမိုင်းနော်ကျွန်တော်ဒီနေ့ကင်းက live မလေးဖြစ်ဘူးနော်နေကင်းက live မလေးဖြစ်ဘူးကိုမိုင်းနော်အဲ့တော့လည်းပြန်နေ့တနားခွဲကြတော့ကျွန်တော်တကယ် like တက်ခဲ့ပါမယ်နော်အဲ့တော့1ချင်းကတစ်ချောင်း1ချင်းမှာကိုမိုင်းလူတစ်ကိုမိုင်းကျွန်တော်ခုမှပြန်ပြီးတော့တူရဲ့ကိုမိုင်းအနေနဲ့ကျွန်တော်ဒီ YouTube channel တွေကို follow လုပ်လာသည်subscribe လုပ်လာသည် subscribe လုပ်တာပါကိုမိုင်းနော်နောက်တစ်ခုကလက်မလေးမှာသည်လက်မလေးကြောက်နေကြပါနော်အဲ့တော့တပတ်စာနဲ့မှာကျွန်တော်တပတ်စာ break ရဲ့အခုရဲ့ချမ်းမယ်ကိုမိုင်းနော်3556ဆိုရဲဘူးပါလေးလုံးခွေရဲ့tip rate 6လေးဒီနှစ်ခုချမ်းမယ်ပေါ့နော်ကိုမိုင်းအဲ့အားလုံးပဲညီတဲ့ကောင်လည်းပြန်ကျွန်တော်တိချောက်နော်တိချောက်ပါ1ချင်းကတိချောက်1ချင်းပါတင်းနဲ့ပတ်သက်တော့3ခွက်ယူပြီးတော့မယ်6နဲ့ပတ်သက်တော့3ခွက်ယူပြီးတော့ပါမယ်ကျွန်တော်အခုရွေးပေးထားတဲ့အခုရွေးပေးတဲ့ကျွန်တော်ပြမလဲအခုရွေးပေးတဲ့ဒီ1ချင်းဒီ7နိုင်10မိနစ်တည်းပဲတည်တယ်ဖြစ်ပါတယ်ကျွန်တော်ညနေ4နိုင်ခွက်တည်းကတော့ညနေ4နိုင်ခွက်တည်းကကျွန်တော်နေ့လက်တနိုင်ခွက်ကြရင် like တက်ဖြစ်ရင် like တက်ဖြစ်မယ်တကယ်တော့ like တက်ဖြစ်ရင်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်မယ်နော်ကိုမအဲ့ကျွန်တော်မြန်လေးပြောထားလိုက်ကြအောင်နော်တင်းနဲ့ပတ်သက်တော့ကျွန်တော်ဘာရွေးပေးထားလဲဆိုတော့ကိုမအဲ့ကျွန်တော်10ရယ်နော်13ညာရယ်နောက်ခုကကိုမိုင်း13ရယ်နော်13ညာ13 19 63ညာ63 69ပါနော်13ညာ13 19 63ညာ63 69ပါနော်13ညာ13ညာ13 19 63ညာ63 69ပါနော်ဒါဝင်ရော6ခွဲပါကိုမိုင်းနောက်ခုကကြော်ဒီမှာဘာရှိမလဲဆိုတော့တကွက်ကောင်းနော်အဲ့တကွက်ကောင်းအနေနဲ့ကိုမိုင်းကြော်ဒီမှာလည်းပြန်7နာရီ10မိနစ်အတွက်တကွက်ကောင်းကတင်းနဲ့ပတ်သက်လို့10ပါရှောင်းနဲ့ပတ်သက်လို့68ပါခင်ဗျာနော်တင်းနဲ့ပတ်သက်လို့10ပါရှောင်းနဲ့ပတ်သက်လို့68ပါကိုမိုင်းအားလုံးပဲကျွန်တော်ကိုမိုင်းနားလည်ကြမလို့ထင်ပါတယ်ကျွန်တော်မပြန်နေလေကျွန်တော်ဟိုကြရင် like တက်ခင်မယ်နိုင်ဝဲကြရင် like တက်မယ်ကိုမိုင်းအနေနဲ့ကြိုက်နေတဲ့ဆိုကျွန်တော်ကော့မှာ okay တန်းစီပြီးတော့တရားချက်ဒီမှတ်မိသားခဲ့နော်ကိုမိုင်းကော့မှာ okay တန်းစီပြီးတော့တရားချက်ဒီမှတ်မိသားခဲ့ပါကျွန်တော်ကိုမိုင်းနော်ဟုတ်ပြီနော်အဲ့တော့တကွက်ကောင်းက1068ပါနော်ကိုမိုင်း1068ပါကဲကိုမတော့မိုင်းတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကို10နာရီခွဲဒါမှမဟုတ်လို့ရှိရင်10နာရီ15လောက်အရောက်တင်ပေးလိုက်ပါမယ်ကိုမိုင်းနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကို share လို့ဆင်ပြီး share ပေးသွားခဲ့ share လို့ဆင်ပြီးလေ like လက်မလေးတက်ချက်နေပြီးသားပြီးတော့နှိပ်ပြီးတော့ comment မှာ okay လေးတိုင်းစီပြီးတော့မှတ်ပြီးသားခဲ့စိတ်ကြပါကိုမိုင်းတော့ကျွန်တော်ဒီကြံ3ရက်ချင်ပဲပေါ့နော်ကြာတာရင်းဒီရပိတ်တဲ့အင်္ဂါဘုတ်တူကျွန်တော်တောက်ကြဒီတော့မှကိုမိုင်းတော့တပကောင်းမြောင်ယူတော့ပြင်မယ်ဟုတ်ပြီနော်အားလုံးပဲရုံးကျေကောမှာ okay လေးတန်းစီပြီးတော့တရားဖြတ်ဒီမှန်းခဲ့ကိုမိုင်းနော်ကျွန်တော်ဒီဗီဒီယိုလေးကလောက်နေပဲရက်ပြီးကိုမိုင်းကျွန်တော်ပြန်နေတဲ့တနားခွဲချာမှာကျွန်တော် like တက်ခဲ့မယ်အဲ့တော့ကိုမလုံးဝင်ပြန်29ရက်နေ့4လပိုင်း2015 7နိုင်10မိနစ်မှာကျွန်တော်ထုတ်ပေးထားတဲ့ထုတ်ကောင်းတဲ့လူအားလုံးပဲဒိုင်စီမံတို့ကြမယ်နော်ဒိုင်စီမံတို့နိုင်မှာဆိုလေကိုမလုံးကိုကျွန်တော်ဒီကနေစူတောင်းပေးလိုက်ပါခင်ဗျာအဲ့အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ပြန်နေတယ်တနားခွဲချာ like တနားခွဲလိုက်ကြမှာပြန်ပြီးတော့တွေ့မယ်နော်အားလုံးကျေးဇူးများတင်ပါတယ်